မင်္ဂလာပါဘုရားအပိုင်း3ဆက်ပြောခွင့်ပြုပါပြောလက်စနဲ့တော့ကျွန်တော်ပြောပြရစီဒီဟာဒီလိုဗျာဟလာ common emitter ဟလာဘုံ emitter မှာကျွန်တော် switch လုပ်ပြရနော် switch လုပ်တဲ့ base ကိုပဲဘုံ emitter ဆိုတော့ဟလာemitter မှာအဝင်ရောအထွက်ရောပါတယ်လောက်ကဒီမှာသာ collector နဲ့ supply တက်ပေးမယ် supply ဟာ ground line အနေနဲ့ယူဆလို့ရတယ်နော်အဲ့ဒီသဘောပဲနော်အဲ့မှာtransfer တစ်ခုကို base မှာ signal သွင်းတယ် collector က signal 180လှန်ပြီးလာတာတို့ပါတော့ဒီမှာစမ်းလို့ရတယ်နော်0ဆိုရင်ဒါ0ပေးတယ်ပေါ့နော်0ဖြစ်ရင်ဒီကောင်ကဘာဖြစ်လဲ high ဖြစ်နေတယ်မလားခုနမီတာနဲ့တိုင်းတော့ဒီမှာလေ high ဖြစ်နေဟာ high ဖြစ်နေတယ်ဆိုရင်1ပေါ့နော်ဒီကောင်ကို0.7ဆိုတော့1ပေါ့ဗျာနော်1ပေးလိုက်ရင်ဟိုကောင်ကနှိမ့်သွားမယ်နှိမ့်သွားရင်အဲ့ဒါကို0လို့ခေါ်တယ်နော်1ပေးလိုက်ဟာ1ပေးလိုက်ရင်ဒီကောင်ကနှိမ့်သွားတယ်ပေါ့နော်ဟိုကနှိမ့်သွားတယ်နော်နှိမ့်သွားတယ်ဆိုတော့ဒါ1ပေးရင်0ဖြစ်တယ်ဟုတ်လား0ဖြစ်ရင်1ဖြစ်တယ်နော်ဒီ collector နဲ့ base က180 ချားနာတယ်ဆိုတာဒီလိုကြည့်လိုက်တာနဲ့သိတယ်နော်ground ကနေတိုင်းတဲ့ signal ပေါ့နော်1ပေးလိုက်ရင်ဒီကောင်0 0ဖြစ်တယ် base ကို1 collector 0အဲ့လိုဖြစ်တယ်เนาะအဲ့ဒါမျိုးလေးတွေလည်းမှတ်လို့ရတယ်နောက်တစ်ခါဒီဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ကswitch power supply နဲ့မောင်းတဲ့transfer တွေမှာcollector ကိုအရင်ဆုံးတိုင်းကြည့်မယ်ဟာဘိုးလာတာဟာဘိုးလာတယ်ဆိုရင် FED ကပွင့်နေတယ်လို့ပြောလို့မရဘူး FED တို့ transfer တို့ကပွင့်တာမဟုတ်ဘူးအလုံးမလုံးဘူးကားနဲ့မစီးဘူးလို့လည်းယူဆရတယ်။ဒီလိုဟာဘိုးလာနေတာဟာလားအပေါ်ကကွာရဟို short ဖြစ်နေတယ် short ဖြစ်တော့0ဖြစ်လို့ supply ပို့အတိုင်းလာတယ်လို့လည်းမထင်နဲ့နော်razor တောင်မှဗျာဒီမှာ razor တောင်မစီးဘူးဆိုရင်ဟာဘိုးတွေကလာနေဟာလာတာနဲ့ဒီ razor 2.7 kg 0 ohm ဖြစ်တယ်လို့မတွက်နဲ့0 ohm မဖြစ်ဘူးကားနဲ့မစီလို့ထွက်လာတဲ့ဘူအားမှာဟိုနှုတ်မပေးရဘူးเนาะအဲ့ဒါမျိုးတွေတွေ့ရမယ်နောက်တစ်ခါဒီမှာကားနဲ့မစီရင်ဒီမှာ0ဖို့ဖြစ်ဟုတ်တယ်မလားเนาะ0ဖို့ဖြစ်နေတယ်ဒီမှာဟို collector ကားနဲ့ emitter ကားနဲ့အတူတူပဲထားเนาะစီးလဲစီးရောဒီမှာဘိုးကကြမသွားဘူးမဟုတ်ပါဘူးတက်လာရယ်เนาะဟာတက်လာလျှက်စီးတော့မှဒီမှာဘိုးအားကြပေါ်တယ်လျှက်စီးတဲ့အခါမှာအုံလောအတိုင်းလေစီးတဲ့လျှက်စီးနဲ့ဒီခုကမှုနဲ့မြောင်းရင်အဲ့ဘိုးအားဒီမှာပေါ်တယ်လေအဲ့ဒါရှင်းရှင်းလေးပဲအဲ့လိုနားလဲအောင်အုံလောကိုနားလဲရင်ဒါတည်းကြည့်စဉ်းစားလို့ရတယ်ဒါကြီးပွင့်နေလေဟာလားဒါအခုပွင့်သွားပြီဗျ emitter razor ပွင့်သွားရင်လည်း open ပေါ့ဗျာဒါမရဘူးဒီမှာဒီဘက်မှာနော်ဟာလားဘိုးကပေါ်တယ်အခုဆိုရင်ဒါထားဒီလိုဆိုရင် emitter ပွင့်ဘိုးကပေါ်တယ်ဘာပြောလဲဆိုတော့ base biasing မရှိလဲနည်းနည်းတော့စီးရပါဗျာဟိုခုကမှုလေးရဲ့ဒါဆိုပွင့်နေ ground 0ဖြစ်ဘူးဒါထည့်လိုက်0ဖြစ်တယ်နော်ခုနကတော့ဟို base မစီးအခုတစ်ခါထည့်လိုက်ဟာဒါဆိုပိုများမသွားဘူးလားနော်အဲ့ဒါပဲ